တင်ဖြစ်နေသည်သူ၏လက်မှလက်နက်တစ်ခုကိုပြစ်လွတ်လိုက်ရာနေရာတစ်ခုအားဖြတ်တန်းသွားသည်လူငါးသည်အဆောက်အုံတစ်ခု၏အပြင်ဘက်တွင်ရပ်နေရင်သူ၏လက်နက်ကိုပြန်လည်ရယူလိုက်ပြီးတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်ထိုအချိန်တွင်သူ၏အနီးတွင်ရေအမုံအမွားများပောက်ကွဲသွားသည်ထို့နောက်ကြီးမားသောပင်ကူကြီးအားကျသည်အဆောက်အုံထဲသို့အကျဉ်းဝင်ရောက်လာပြီးအပိုင်းအစားများဖြင့်ပစ္စည်းတွေကလူငါးကိုဖမ်းဆောင်ရန်ကြိုးပမ်းသည်လူငါးသည်ထိုအချိန်ဒီမှယုံထွက်နိုင်ခဲ့ပြီးအဆောက်အုံ၏အခြားတစ်ဖက်သို့ခုန်ထွက်သွားသည်အားကျသည်သူ့နောက်သို့လိုက်လာပြီးအပေါ်မှနေ၍ချင်းမြောက်နေသည်၎င်း၏ခြေထောက်များဖြင့်ပတ်လည်ရှိအရာများကိုရိုက်ချိုးကာမြေပြင်ပေါ်သို့ပြုတ်ကျသွားသည်လူသားတအုပ်ကိုလည်းဖမ်းဆုပ်ထားသည်လူငါးသည်မြေပြင်ပေါ်တွင်သူ၏လက်နက်ကိုအသုံးပြု၍လှုပ်ရှားမှုအနှဲငယ်ပြုလုပ်ပြီးစကအနှဲငယ်ကြားများအာယုံဆိုင်ကပြင်ဆင်နေသည်အားကျသည်ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းသောပါးစပ်ဖြင့်မျက်နှာချင်းဆိုင်ရင်ဆိုင်လာကလူငါးဖမ်းထားသည့်လူသားကို၎င်း၏ခြေထောက်များဖြင့်ကင်ထားဆဲဖြစ်သည်လူငါးသည်ရုပ်တရက်အနည်းရှိအရာများကိုဖမ်းဆုပ်လိုက်ပြီးအားကျ၏တင်ပါးစုံနာသို့ဆွဲချလိုက်သည်လူငါးသည်အားကျကိုထိန်းချုပ်လိုက်ပြီးမျက်လုံးများကစိမ့်လန်းသောအယောင်သို့ပြောင်းလဲသွားကမျက်နှာအမူအရာပြောင်းလဲမှုများဖြစ်ပေါ်လာသည်အားကျသည်ကြီးမားသောအစိတ်သွားများဖြင့်ပါးစပ်ဖြင့်ချင်းမြောက်သည့်ပုံစံဖြင့်လူငါးကိုအစိတ်ရည်အချို့ဖျန်းထုတ်လိုက်သည်လူငါးသည်အစိတ်ရည်ထိမှန်သွားသည်သူ၏တကိုယ်လုံးစိမ့်လန်းသောအယောင်သို့ပြောင်းလဲသွားကသူ၏ပါးစပ်မှအစိတ်ရည်အချို့ကိုပြန်လည်မှုတ်ထုတ်လိုက်သည်လူငါး၏တံပြန်တိုက်ခိုက်မှုကြောင့်အားကျသည်အပေါ်ပိုင်းပျက်စီးသွားပြီးနောက်ပြန်ဆုတ်သွားသည်ပတ်ဝန်းကျင်ရှိရေအမှုန်အမွားများလွင့်စင်သွားကလူငါး၏ခန္ဓာကိုယ်သည်ပုံမှန်အတိုင်းပြန်လည်